ဂျိုရေးဝတ်စုံဝတ်ထားလို့အထင်မှားခံလိုက်ရတဲ့ဒီလူကြီးဟာတကယ်တော့ဘီလီယံဆယ်ချီတန်နဲ့အနားယူသွားပြီဖြစ်တဲ့ CEO ဟောင်းတစ်ယောက်ပါ HR manager ကသူ့ကိုအလကားစားတော့ဖို့ခိုးဝင်လာတဲ့ဒေါ်သားတစ်ယောက်လို့ထင်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲသူ့ဝတ်ထဲကနေခက်အလွာတစ်ဆောင်ပြုတ်ကျလာခဲ့တဲ့အဲ့ဒါကိုကောက်ဖက်ကြည့်လိုက်တော့သူ့ရှိကလုံခြုံရေးဟာတကယ်တော့ကုမ္ပဏီရဲ့အကြီးအကဲအသစ်ဖြစ်နေမှန်းသိပြီးချက်ချင်းပဲတောင်းပန်တော့တာပဲတကယ်တော့ CEO ဟာကုမ္ပဏီရဲ့တည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်ပေမဲ့အောင်မြင်မှုအထိုးထိပ်ရောက်နေချိန်လွန်ခဲ့တဲ့10နှစ်ကအနားယူသွားခဲ့တာပါသူ့သားကိုတထေးသားလိုမဖြစ်စေချင်တာကြောင့်သားကိုခေါ်ပြီးတော့မှအေးအေးဆေးဆေးသွားနေခဲ့တဲ့ကံကောင်းစွာနဲ့ပဲသူ့သားကသူ့ကိုဂုဏ်ယူစေခဲ့ပါတယ်နာမည်ကြီးတက္ကသိုလ်ကနေဂုဏ်ထူးနဲ့ပွဲရခဲ့ပြီးဒီနေ့မှာတော့ထိပ်တန်းကုမ္ပဏီတစ်ခုမှာအင်တာဗျူးသွားဖြစ်မှာဖြစ်တယ်တိုက်အိမ်ကထွက်သွားပြီးမကြခင်မှာပဲစိန်ခံကားတွေရောက်လာပြီးသူ့ရဲ့လက်အောက်ငယ်သားဟောင်းတစ်ယောက်ကသူ့ကိုကုမ္ပဏီပြန်လာပြီးစီမံခန့်ခွဲပေးဖို့လာဖိတ်ခေါ်ခဲ့တယ်မထင်မှတ်ပဲသူကချက်ချင်းပဲထွက်ပြေးတော့တာပဲဒါနဲ့ပဲသူ့လူတွေကအတင်းကျပ်ကားထဲထည့်ပြီးခေါ်ဆောင်လာခဲ့ရတယ်တစ်ဖက်မှာတော့သူ့သားကကုမ္ပဏီအဝင်ဝကိုရောက်တော့သူ့အိမ်ကြီးချင်းဦးလေးကအဲ့ဒီမှာလုံခြုံရေးလုပ်နေတာကိုတွေ့လိုက်ရတယ်သူကဝင်သွားတဲ့စိန်ခံကားကိုအားကျတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကားထဲမှာဘသူလဲလို့မေးတော့ဦးလေးကဥက္ကဋ္ဌကြီးကိုယ်တိုင်လာကြိုးရဲဆိုရင်အထက်ကလူကတာမန်လူတော့မဟုတ်ဘူးလို့ပြောလိုက်တယ်သူတို့ပြောနေတဲ့တာမန်မဟုတ်တဲ့လူကသူ့အဖေရင်းမှန်းသူတို့မသိခဲ့ကြပါဘူးအစည်းအဝေးခန်းထဲရောက်တော့ CEO ကဥက္ကဋ္ဌကြီးကိုပြန်ဘက်ကုမ္ပဏီက permission တယောက်ပေါ်လာပြီးသူတို့ဈေးကွက်ကိုလူယူဖို့စူးစမ်းနေလို့သူ့ကိုအကူအညီတောင်းရတာဖြစ်ကြောင်းရှင်းပြတာကိုနားထောင်ခဲ့ရတဲ့ CEO ကဥက္ကဋ္ဌကြီးအပေါ်အကျွေးရှိနေတာကြောင့်ဒီကိစ္စကိုလက်ခံလိုက်ရတဲ့သူ့သားကိုတမင်ခေါ်တာမဟုတ်မှန်းသိတော့မှသူစိတ်အေးသွားခဲ့တယ်ဥက္ကဋ္ဌကြီးကသူ့အတွက်အောက်ထပ်မှာကြိုးစိုးပွဲလုပ်ထားတယ်လို့ပြောပြီးအတူတူသွားစားဖို့ဖိတ်ခေါ်ခဲ့တယ်အဲ့ဒီအချိန်မှာပဲတားဖြစ်သူလည်းအင်တာဗျူးခန်းထဲကိုဝင်သွားခဲ့တယ်ဒါပေမဲ့သူ့ဝတ်အစားရိုးရိုးလေးဝတ်ထားတာကိုမြင်တော့တခြားလျှောက်ထားသူတွေကသူ့ကိုနောက်နေတယ်လို့ထင်ပြီးလှောင်ပြောင်ကြတယ်ဒါကသူ့ကိုယ်သူမိတ်ဆက်နေတော့ GN က CEO ကိုခေါ်ပြီးဝန်ထမ်းတစ်တွေကိုလာကြည့်ခိုင်းတယ်အဖေဖြစ်သူရဲ့အတန်ကိုကြားတော့တားကသူ့အဖေအတန်နဲ့တော်တော်တူတာပဲလို့မထင်မှတ်ပဲပြောလိုက်မိတယ်လူတိုင်းကသူ့ကိုစိတ်ကူးရင်နေတယ်ဆိုပြီးဝိုင်းရကြတဲ့ဥက္ကဋ္ဌကြီးကအားလုံးလည်းဝန်ထမ်းဖြစ်တော့မှာပဲဆိုပြီးအောက်ထပ်ကစားပွဲကိုအားလုံးအတူတူသွားစားဖို့ခေါ်လိုက်တယ်စားတော့ပွဲခန်းမှာဝတ်တုတ်တုတ်ကောင်လေးတယောက်ကကုမ္ပဏီကဌာနမှူးဖြစ်တဲ့သူ့ဦးလေးကိုနှုတ်ဆက်နေတယ်ဌာနမှူးကအဝတ်စားရိုးရိုးနဲ့ကောင်လေးကိုမြင်သွားတဲ့အခါမှာသူ့ကိုသူ့ရဲ့အဖေကြောင်းမေးလိုက်တယ်သူကလည်းအဖေကအနားယူသွားပြီလို့ဖြေလိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့အဖေလုံခြုံရေးဝတ်စုံနဲ့ဝင်လာတာကိုတွေ့လိုက်ရတယ်လူတိုင်းကသူ့ကိုဝိုင်းပြီးလှောင်ရကြတော့တာပဲအဖေကသူ့ဖိတ်ခေါ်ခံရတာဖြစ်ပြီးဒီဝတ်စုံကိုအတင်းဝတ်ခိုင်းလို့ဝတ်ရတာပါလို့ပြောပေမဲ့ဘယ်သူမှမယုံဘူး HR manager ကရောက်လာပြီးလုံခြုံရေးကဘာလို့ဒီရောက်နေတာလဲဆိုပြီးမောင်းထုတ်တော့တာပဲတားကရှက်လွန်းလို့ထွက်သွားခြင်းပေမဲ့အဖေကတော့နေရာကမထွက်ဘူး HR manager ကတားကိုမင်းလို့ရတာအဆက်အသွယ်နဲ့ဝင်လာတာမို့ဒီကိစ္စမှာဝင်မပါနဲ့လို့တောင်ပြောလိုက်သေးတယ်အဲ့ဒီအချိန်မှာပဲခက်အပ်လွာကပြုတ်ကျလာပြီး HR manager ကကောက်ဖက်ကြည့်လိုက်တယ်ဒီလုံခြုံရေးကကုမ္ပဏီရဲ့အမှုဆောင်အသစ်မှန်သိသွားတော့အချိန်ချင်းတောင်းပန်တော့တာပဲအိမ်ကြီးချင်းဦးလေးကဒါကိုမြင်တော့ HR manager ကိုသူ့တငယ်ချင်းကိုစောဝင်ပြီးတောင်းပန်ပေးရှာတယ် CEO ကတော့ဘာမှမပြောဘဲပြုံးနေခဲ့တယ်စပွဲစတော့တားကသူ့အဖေနဲ့ဦးလေးဝင်လာတာတွေ့ပြီးအံ့ဩနေတဲ့ကုမ္ပဏီရဲ့ဒုဥက္ကဋ္ဌအမျိုးသမီးကအဖေကိုလာနှုတ်ဆက်တော့လုပ်ဖို့ကိုင်ဖက်တစ်တွေကတားရဲ့မိသားစုကဒုဥက္ကဋ္ဌနဲ့အဆက်အသွယ်ရှိလားလို့မေးကြတယ်တားကမသိဘူးပြောပေမဲ့အဖေကသူ့ကလေးဘဝတုန်းကဒီမျိုးသမီးချီခဲ့ဘူးတယ်လို့ပြောတယ်ဦးလေးကပါသူမှတ်မိတယ်လို့ဝင်ပြောတော့တားကရှက်ပြီးသူတို့ကိုတားလိုက်တယ်သူကအဖေနဲ့ဦးလေးလိန်နေတယ်လို့ထင်နေတာပါလုပ်ဖို့ကိုင်ဖက်တွေကဥက္ကဋ္ဌကြီးကိုခေါ်ပေးဖို့အဖေကိုနောက်ပြောင်ကြတော့အဖေကခဏဆောင်ကြည့်လို့ပြောပြီးထွက်သွားတယ်ခဏအကြာမှာတော့ဥက္ကဋ္ဌကြီးနဲ့အကြီးတန်းအမှုဆောင်တွေတကယ်ရောက်လာပြီးဝန်ထမ်းတစ်တယောက်ချင်းစီကိုလိုက်ပြီးခွက်တိုင်းနှုတ်ဆက်တော့အားလုံးအံ့အားမြင်တက်သွား